အားလုံးပဲမင်္ဂလာပါဗျကျွန်တော် channel လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဇာတ်လမ်းလေးကိုမစားခင်ကျွန်တော် channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျဒါဆိုရင်တော့ဇာတ်လမ်းလေးကိုခုပဲဆက်လိုက်ကြအောင်ပါသိကြတာပေါ့ဒီမြစ်တွေကိုငါ group ဆိုင်ရွေးချယ်ထားတာတက်တန်ပြေးပဲစုပေထံမင်းကြောက်ပြီးစင်ကြီးရှာနေရလားဆိုပြီးပါဝင်ပစ္စည်းတွေထုတ်ပေးတော့အောင်ပြောလာပါတယ်နောက်တစ်ခါကလည်းစုပေထံငါတို့ချိန်နေအရန်တန်မှုရှိတယ်မင်းစည်းလုံးမပေါ်စနိုင်လို့ပြောနေတော့မှရှိသေးတယ်ရှာဖူချင်းလက်သာမိပြီးငနေသားလေးထပ်လွှင့်သွားပြန်ပြီလေနင်တို့ပါဇက်တွေပိတ်ထားကြတဲ့အဖိုးဒီမပြောနေဆိုပြီးမမလာတရားဝင်ဟောက်လိုက်ရပါတယ်နောက်မို့ဆိုဒီကောင်တွေဘယ်ထိလေကြီးမှမသိပါဘူးတကယ်တော့ပေတန်းကိုဟိုကောင်ပေးလိုက်တဲ့ဆေးမြစ်တွေကတက်တန်ရန်နုတဲ့ဆေးမြစ်တွေဖြစ်လို့ဆေးပေါ်စလို့မဖြစ်နိုင်ဘူးဆိုတာကိုပေတန်းကသိနေတယ်လေဒါနဲ့ပဲပေတန်းနဲ့လင်အောင်ပဲကူညီတောင်းလိုက်ရပြန်ပါတယ်ပေတန်းနဲ့ဆေးပေါ်စက်ဖို့မီတာကိုထုတ်လိုက်ပြီးစတင်ဆေးပေါ်စက်နေပါပြီလင်ရဲ့ကူညီနဲ့ပဲပေတန်းတယောက်ဆွေးမိုင်းဆေးလုံးကိုခဏလေးနဲ့ပေါ်ဆက်နိုင်လိုက်တယ်လေဟိုကောင်ကတော့အံ့ဩနေပါတယ်ဘာဖြစ်လို့ဆိုပေတန်းထုတ်လိုက်တဲ့မီတာကိုလည်းမမြင်ဘူးသလိုပေတန်းဆေးပေါ်စက်တာကလည်းစက္ကန့်30လောက်တော့မကြာလိုက်လို့ပါတကယ်တော့သူကအစင်းတေးဆေးပေါ်စက်သူပန်းရမ်းချိုင်မှာသူ့အနေထားနဲ့ဆိုရင်ဆွေးမိုင်းဆေးလုံးပေါ်ဆက်ဖို့ဆိုတာသုံးပုံတစ်ပုံတော့မတည်ကြသေးပါဘူးကြီးကဲဆုံးကလည်းကဲရန်ချိုင်ပေတန်းပေါ်ဆက်ထားတာဆွေးမိုင်းဆေးလုံးတည်ကြလားဆိုပြီးမေးလာတော့တည်ကြကြောင်းပြန်ဖြေလိုက်ရပြီလေဒါဆိုမင်းတို့ကပေတန်းကိုဆွဆွဲနေကြတာပေါ့ဆိုပြီးကြီးကဲမေးလိုက်တော့ဟန်ဖုံးကပဲဒီကိစ္စကနားလည်မှုလွဲတာပါကျွန်တော်တို့ပေတန်းကိုတောင်းပန်လိုက်ပါမယ်ဆိုပြီးရွှေ့ပြီလေပေတန်းကလည်းတောင်းပန်အောင်ကမလို့ချင်းရမတ်တွေပေးရင်ရပြီလို့ပြောလာတော့ဟိုကောင်တွေလည်းရမတ်9000ပေးလိုက်ရပြီမကြည်မချမ်းနဲ့ပဲထွက်သွားရတယ်လေဟန်ဖုံးကြီးနောက်တစ်ခါတော့လာရှာခြင်းလာခဲ့ကြအောင်နော်နောက်ချိန်ကျရင်ရမတ်မြမြယူလာကြဆိုပြီးပေတန်းတယောက်ကတော့စောက်ကပ်ပြောင်းနေတယ်လေကြီးကဲကတော့ပြဿနာတွေပြီးလို့ပြန်သွားပါပြီမမလှလှလည်းပေတန်းငါနေကိုကူညီလို့နေစိတ်ထဲမှာတန်တရားဝင်နေတယ်မလားပူမနေနဲ့ငါကိုကြီးကူတာနဲ့အမှန်တရားကိုလဲထမလို့နင်ကပါရမီရန်ကောင်းတယ်နေမြန်တမ်းမလောင်လုပ်ပြီးငါရဲ့ပြိုင်မဲ့ဖြစ်လာဖို့မျှော်လင့်ပါတယ်ပြီးတော့အာနာမီရှာဖူရှင်လို့ပြောပြီးထွက်သွားပြီလေနောက်တစ်ခါမှာတော့ပေတန်းတယောက်ကျင့်ကြံနေပါတယ်အစားပိုင်းမှာတော့ကျင့်ကြံမှုကအစင်မတက်ပဲကြာရှုံးနေတယ်လေစိတ်တက်ပြင်းပြစွာနဲ့အားသုံးခွန်တိုင်းကျင့်ကြံလိုက်တော့ပေတန်းတယောက်တိုက်ဖျာအစင်9ကိုရောက်ရှိသွားပါတယ်အဲ့ဒီချိန်ချမ်းလူတယောက်ပေတန်းစီကိုလာနေတာကိုပေတန်းသိလိုက်ပါတယ်ပေတန်းထွက်တွေ့လိုက်တော့ချမ်းလီကနေရက်ကမှတိုင်းဖျာအစင်နှစ်ပဲရှိသေးတာလေဘယ်လိုလုပ်ပြီးအစင်9ကိုရောက်သွားတာလဲဆိုပြီးအံ့ဩတကြီးမေးလာပြီလေပေတန်းကလည်းဟန်မုံတို့ဖွဲ့စီရလာတဲ့ဆွေးမိုင်းဆွေးလုံးတွေကြောက်မှဆိုပြီးပြန်ပြေးလိုက်ပါတယ်ချမ်းလီတယောက်ပေတန်းစီကိုလာရတဲ့အကြောင်းရင်းကတော့ဝင်းညင်မြင့်မှာတွားပြီးလေ့ကျင့်ဖို့လာခေါ်တာပါဝင်းညင်မြင့်ဆိုတာကတော့လန်ဟော်တိုင်းကြီးရဲ့ဝင်းညင်လမ်းကြောင်း3ခုဆောင်ရကနေမြေတင်းဖြစ်ဆင်းသက်လာတဲ့ဝင်းညင်စွမ်းရင်လမ်းကြောင်းကိုပြောတာပါဒီမြစ်ကတစ်နှစ်တွင်းမှာတစ်ကြိမ်ပဲဖြစ်ပေါ်တာပါဖြစ်ပေါ်လာရင်3ရက်ကြာပါတယ်ဝင်းညင်မြင့်မှာ3ရက်ကျင့်ကြံတာအပြင်လောကမှာနှင်းဝဲလေ့ကျင့်တာနဲ့ညီမျှပါတယ်ဒါကြောင့်ပဲအကြောင်းမှရှိတဲ့သူအလုံးတွားပြီးလေ့ကျင့်ကြမှာပါပိုပြီးရေးကြီးတာဝင်းညင်မြင့်ထဲမှာဝင်းညင်ငါးတွေရှိနေတာပါဒီငါးတွေကတာမန်တတ္တဝါတွေမဟုတ်ဘဲနဲ့အသိမြင့်သေးလုံးတွေနဲ့ညီမျှတဲ့စွမ်းရည်တွေရှိပါတယ်ခန္ဓာကိုယ်တမာစီဖို့အတွက်လည်းကြိုးရှိတယ်လို့ကျင့်ကြံမှုအတွက်လည်းကြိုးရှိပါတယ်ပေထန်းကတော့လန်ဟော်တိုင်းကြီးမှာဒီလိုကောင်းတဲ့နေရာရှိသေးတာလားဆိုပြီးကျင့်တတ်နေပြီလေပေထန်းနင်းစိတ်ဝင်သားရလားစိတ်ဝင်သားရင်ငါနဲ့တူမနဲ့စောစောသွားကြမယ်လို့ပြောလိုက်တော့ပေထန်းလည်းသဘောတူလိုက်ပါတယ်ပေထန်းနဲ့ချမ်းလီတို့နေရာဝင်းညင်မျက်စိကိုထွက်လာကြပြီလေလူတွေလည်းအများကြီးပါပဲပေထန်းကလူတယောက်ကိုတွေ့တော့ဘယ်သူလဲဆိုပြီးချမ်းလီကိုမေးလိုက်ပြီလေချမ်းလီကလည်းသူကလန်ဟော်တိုင်းကြီးရဲ့အစင်းနဲ့ပါရမီရှင်ကြောက်ကျင်းုံဖြစ်ပြီးတော့စီတန်းကိုင်းရဲ့ဂိုင်းတခင်ငယ်လေးဆိုပြီးပြပြတယ်လေစီတန်းကိုင်းဆိုတာကတော့ချီလန်နေတဲ့အင်အားကြီးဆုံးဂိုင်း3ခုတည်းကတစ်ခုပါအဲ့ဒီချိန်မှာချမ်းလီမင်းနောက်ဆုံးတော့ပေါ်လာပြီပေါ့ဆိုပြီးချမ်းလီကိုကြိုက်နေတဲ့ရှန်ကွမ်းကြီးကစကားပြောလာတယ်လေချမ်းလီကလည်းနင်းနဲ့ငါတငယ်ချင်းလည်းမဟုတ်တယ်လို့ပြဿနာလည်းမရှိဘူးအဲ့တော့နင်းကိုငါဘာလို့ရှောင်နေရမှာလဲပြီးတော့ငါနင်းကိုလုံးဝစိတ်ဝင်စားဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်ဟိုကောင်လည်းမင်းဒီရက်တဲ့ကောင်လေးတယောက်နဲ့တွဲသွားတွဲလာလုပ်နေတယ်လို့ငါကြားတယ်အဲ့ဒါဒီကောင်လားစိတ်ချပါငါနင်းကိုကြိုက်နေတဲ့သူဆိုတော့တခြားကောင်ရှိလိုက်လေအကောင်ကိုအရှင်မထားဘူးဆိုပြီးပေထန်းကိုပြောလိုက်ပြီလေချမ်းလီကတော့ဟိုကောင်ကိုတွန်းထုတ်လိုက်ပါတယ်ပေထန်းကိုလည်းအကောင်စကားတွေအာရုံမထားဘူးပြောလိုက်ပြီးထွက်သွားဖို့လုပ်ပြီလေဟိုကောင်ကတော့ကောင်းလေးမင်းပြဿနာမဖြစ်ချင်ဘူးဆိုရင်ချမ်းလီနဲ့ဝေးဝေးနေမဟုတ်ရင်ငါဆုံးမဆုံးလဲဆိုတော့ပေထန်းကလည်းငါ့ကိုအဲ့လိုပြောဖို့မင်းရည်ရှင်မပြည့်မိသေးဘူးဆိုပြီးပြန်ပြောလိုက်ပြီလေဘေးကကောင်လေးလည်းပေထန်းကိုချိန်နေမသိတတ်ဘူးခေဟိုင်းအစင်းသုံးပါရမီရှင်ရှမ်းကွန့်ချီကိုတော့ပြဿနာလုပ်ရဲတယ်ဆိုပြီးဝိုင်းပြောနေကြပါတယ်ရှမ်းကွန့်ချီတယောက်ဒေါသထွက်ပြီးတိုက်ဖို့လုပ်ပြီလေအဲ့ဒီချိန်မှာနင်းရဲ့စကားတွေကဒီကေယာမှာသုံးဝင်သွားပြီလားဆိုပြီးမမလာလာတယောက်ရောက်လာပြီလေပြီးတော့ရှမ်းကွန့်ချီကိုပြေးရလိုက်ပါတယ်ဟိုကောင်ကတော့မမလာလာကိုကြောက်တယ်လေဒါနဲ့ပဲထွက်သွားပါတော့တယ်ပေထန်းနောက်လာနေငါနင်းကိုတိုင်းပြိုင်ပွဲမှာစောင့်နေမယ်လို့ပြောပြီးမမလာလာလည်းထွက်သွားပြီလေအဲ့ဒီချိန်မှာဝင်းညင်စွမ်းဝဲကရက်တွေလည်းထွက်လာပြီလေပေထန်းနဲ့ချမ်းလီကတော့ကျင့်ကြံမှုလုပ်နေပါတယ်အဲ့မှာလည်းရှမ်းကွန့်ချီနဲ့ပဲထွက်တွေ့ပြန်ပြီလေဒီတခါတော့နှစ်ယောက်သားတိုက်ခိုက်လိုက်ပါတယ်ဒါမဲ့လည်းပေထန်းကိုကံမှုတော့မရှင်းနိုင်ဘူးလေမကြည်မချမ်းနဲ့ပဲထွက်သွားပါတယ်သူတို့နှစ်ယောက်တိုက်ခိုက်မှုကြောင့်ဝင်းညင်ဝဲကရက်လည်းပျောက်သွားပြီလေချမ်းလီကဝစွမ်းရင်ဝဲကရက်ရှိတဲ့နေရာကိုသွားပြီးကျင့်ကြံမှုပြောလာတော့ပေထန်းကသူ့ကိုယ်တိုင်ပဲဝဲကရက်ဖြစ်အောင်လုပ်လိုက်ပြီးနှစ်ယောက်သားကျင့်ကြံနေကြပြီလေလင်းအောင်လည်းခေါ်လိုက်ပြီးဒီမှာဝင်းညင်စွမ်းရင်နေရမ်းများတယ်မင်းလည်းကျင့်ကြံသူများတွေတော့မမေ့သေးနဲ့ဆိုပြီးကျင့်ကြံခိုင်းလိုက်ပါတယ်တစ်ဖက်မှာလည်းဝင်းညင်ငါးတွေထွက်လာလို့အကုန်လုံးဝိုင်းဖမ်းနေကြပါတယ်ရှမ်းကွန့်ကြီးတယောက်ငါ့ကိုဖမ်းဖို့လုပ်လိုက်တိုင်းလင်းအားပဲဖမ်းသွားတယ်လေသူလည်းပေထန်းလက်ချက်များလားဆိုပြီးတန်တရားဝင်နေပါတယ်အဲ့ဒါနဲ့ပဲပေထန်းကိုကျင့်ကြံတာကိုဖျက်ဆီးမယ်ဆိုပြီးတွားတိုက်ပြီလေဒါပေမဲ့လည်းလင်းအားတယောက်ငကားပုံစံပြောင်းပြီးပြေးတိုက်လိုက်တော့ငနေသားလည်းဝင်းညင်ရေကန်ထဲမှာငကားရှိတယ်ဆိုပြီးអော်လိုက်ပါတယ်ချားကောင်တွေလည်းရောက်လာကြပြီလေဗမာလည်းငကားငါတို့ဒီမှာဝင်းညင်ငါးတွေရှာနေတာကြပါပြီသူတို့နှစ်ယောက်ကျင့်ကြံနေတာပဲတွေ့တယ်မင်းမြင်မားတာလားဆိုပြီးမေးလာတော့သူတကယ်မြင်ခဲ့တဲ့အကြောင်းရင်းနေတယ်လေအဲ့ဒီချိန်မှာပေထန်းတယောက်အဆင့်ကျော်ဖြတ်သွားပြီလေတိုင်းပြာအဆင့်6ကိုရောက်သွားပါပြီအဲ့ဒါနဲ့ပဲမီးသွိုင်းငကားတစ်ကောင်ပေထန်းကိုဝဲပက်လိုက်တယ်လေအဲ့ဒါကိုမြင်တော့ဟိုနှကောင်ကဂိုင်းလူကိုပြောတဲ့ငကားဒီငကားလားဘယ်တော့အကိုချမ်းကွန်တက်တီနေသွားတာလေလို့လောင်မိလိုက်ကြပြီလေဟိုကောင်ကတော့မကြည်မချမ်းနဲ့ပဲထွက်သွားလိုက်ပါတယ်ချမ်းလူတယောက်ကတော့ကျင့်ကြံနေရင်မိသားသိဝင်လာလို့ပေထန်းကပဲလက်မလျှော့ဘူးပြောရင်စွမ်းအားထောက်ပံ့ပြီးကုညီပေးလိုက်ရတယ်လေပေထန်းရဲ့ကုညီနဲ့ပဲချမ်းလီလည်းအဆင့်တက်သွားပါပြီဒါပေမဲ့အင်အားတွေကုန်ကန်ပြီးဝူးလဲသွားတော့ပေထန်းရဲ့ရင်ခွင်နဲ့ရောက်သွားပြီလေ
ဘေးထန်းကပဲမင်းကူရန်အားနဲ့နေသေးတယ်အဲ့ဒါကြောင့်ကျင့်ကြံမှုချီခိုင်းမအောင်လုပ်လိုက်ငါမင်းကိုကာကွယ်ပေးထားမယ်လို့ပြောပြီးစက်ကျင့်ကြံခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာလင်းရတယောက်ရောက်လာပြီးတခင်လေးဒီဘက်ကိုဝင်းကျင်9တက်ကောင်လာနေတယ်လို့ပြောလာတယ်လေဘေးထန်းကတော့ငါ့ကိုငါပဲသွားဖမ်းလိုက်မယ်မင်းတို့ကိုကာကွယ်ပေးထားဆိုပြီးချမ်းလေးကိုလင်းရရဲ့လက်ထက်အပ်လိုက်ပါပြီတစ်ဖက်မှာတော့ရန်ချိုင်တို့ဖွဲ့တွေငါ့ကိုတဲတိုင်ဖမ်းနေကြပါတယ်ဒါမှလည်းမမိပါဘူးဘေးထန်းရောက်လာပြီးဖမ်းလိုက်တော့ချက်ချင်းပဲမိသွားတယ်လေစုဘေးထန်းမင်းငါ့ကိုထုတ်ပေးလိုက်တဲ့ဆိုပြီးပြောလာတော့ဘေးထန်းကလည်းငါလက်ထဲမှာလေမင်းတို့ရည်ချင်းရှင်လာလို့ကြဆိုပြီးပြောလိုက်ပြီလေဟိုကောင်တွေကလည်းငါတို့မင်းကိုကြောက်တယ်လို့ထင်နေရလားဆိုပြီး၄ယောက်သားဘေးထန်းတယောက်ကိုဝိုင်းတိုက်ကြဖို့သုံးပြလိုက်ပါပြီဟန်လေးကပဲသူ့ရထုံးစံဖြစ်တဲ့နွေလေးနဲ့ပဲတိုက်ခိုက်လာတော့ဘေးထန်းကလည်းဒီကွက်ပဲရှိရထင်ပါတယ်ပေါင်ရကျုံကျုံချင်းနဲ့ပဲလွတ်ပေးလိုက်တယ်လေဟိုကောင်ကိုပြေးထိုးလာတော့ရန်ချိုင်ကမင်းစင်ပြေရလားဆိုပြီးကာကွယ်ပေးလိုက်ပါတယ်ဘေးထန်းဘက်ကပဲထပ်ပြီးဆွေးရီပင်းရှင်ရုံနဲ့တိုက်လိုက်တော့ရန်ချိုင်တစ်ကောင်မှလွင့်သွားရပြီလေရန်ချိုင်ကိုပြေးထိုးတော့ဟိုကောင်လည်းဝင်ကားတာသူပါလွင့်သွားတယ်လေနောက်ကကောင်တွေလည်းဝင်တိုက်ပါတယ်ဒါပေမဲ့သူတို့ပဲစောက်ခွက်တွေကန်ခံလိုက်ရတယ်လေဟန်လီနဲ့ရန်ချိုင်နှစ်ယောက်ပေါင်းပြီးအကောင်ကိုအပြီးတိုင်ဖျက်ဆီးမယ်ဆိုပြီးဟန်လီကတစ်လီဝေးရန်ချိုင်ကတော့မီးတော်လန်တိုင်းနဲ့အသေးသေးပြေးတိုက်လိုက်ကြပါတယ်ဒါပေမဲ့လည်းဘေးထန်းပြန်တိုက်လိုက်တာသူတို့ပဲလွတ်ထွက်သွားရပြီလေဒီပိုင်းလေးတော့ဒီလောက်ပါပဲဗျတစ်တွေကိုနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်မဖုတ်ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ